မိုးတော့မှာလားစားရတဲ့ရာသီစားပလူကြော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ပလူကိုတို့အောက်ကရေကွက်ကလေးတချို့ကတော့ရေကွက်လေးနဲ့ခံပြီးတော့ပေါက်တဲ့ဟာရှိတယ်တချို့ကတော့ဒီတိုင်းမြေကြီးပေါ်မှာပေါက်တာရှိတယ်မီးရောင်အောင်မှာအခွန်ကျွတ်သွားတဲ့ဒီပလူလေးတွေကိုပလူပေါင်းလေးတွေကိုအကုန်ကောက်ပြီးတော့မှကျွန်တော်တို့ဒဲဦးထဲမှာဘာမှထည့်စရာမလိုပါဘူးပလူကိုလှော်လိုက်ရုံပါပဲလှော်လိုက်တဲ့ခါမှာဘလူကအစီအစိတ်နေစီတွေထွက်လာတယ်အဲ့ခါကျမှကျွန်တော်တို့ချုံမုံစားတင်းအောင်လေးထည့်ပြီးတော့ကြော်လိုက်ရင်နည်းနည်းကျွတ်တဲ့အနေထားလောက်ရောက်ရင်ချပြီးရင်ကျွန်တော်တို့စားလို့ရပါအရန်စားလို့ကောင်းတဲ့ဘလူကြော်ပဲဖြစ်ပါတယ်ဒါပေမဲ့သွေးလူယောဂါရှိတဲ့သူတွေကတော့မတည့်ပါဘူးသူကောင်ကအစီအစိတ်ဆိုတော့ဘလူစားတာနဲ့သွေးတန့်တိုးတာပဲဖြစ်ပါတယ်အရန်စားလို့ကောင်းတဲ့ပလူကြော်ပဲဖြစ်ပါတယ်